အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီ M4 grammar ဖြစ်တဲ့ Vanna Kara ဆိုတဲ့ grammar လေးရဲ့ Vette Ima ဆိုတဲ့ grammar လေးရဲ့ကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ Vanna Kara ဆိုတဲ့ဒီ grammar လေးအကြောင်းကိုရှင်းပြပေးပါမယ်နော်ဒီ Vanna Kara ဆိုတာကတစ်ခုခုကို verb ရင်းနဲ့ဆိုတဲ့မြန်မာလိုအဓိပ္ပာယ်ယူဆလို့ရပါတယ်ဥပမာဆိုလို့ရှိရင်တို့ကတခုခုကိုလုံနေရင်းနဲ့ဥမာတခုခုကိုစားနေရင်းနဲ့အဲ့လိုမျိုးပေါ့နော်ဗက်နေရင်းနဲ့နောက်တစ်ခုကိုလှုပ်တယ်လို့ပြောချင်တဲ့အခါဒီမှာအသုံးပြုလို့ရပါတယ်တဲ့ဒါသူတုံးတဲ့ဖောင်လေးကတော့ vet ရဲ့ mask တွေကိုဖြုတ်ပြီးတော့နာဂါရာပေါင်းလိုက်ရပါပြီဥပမာဆိုရင်တာဘဲ mask ဆိုရင် mask ကိုဖြုတ်နာဂါရာပေါင်းတာဘဲနာဂါရာစားရင်းနဲ့ nomi mask တောက်တီဆိုရင် nomi နာဂါရာတောက်ရင်းနဲ့အဲ့လိုမျိုးသုံးလို့ရပါတယ်အဲ့တော့ခါကျတော့ပြီးတော့သူကကိုယ်အဓိကလှုပ်နေတာတွေကိုအနောက်မှာထားပြီးပြောလို့ရတယ်ပေါ့နော်ဥပမာလေးကိုတွားကြည့်ကြမယ်။ကိုဟန်ကိုတာဘဲနာကာရတဲလေပြီးကိုမီတေအီမတ်ကိုဟန်သမင်းကိုတာဘဲနာကာရစားရင်းနဲ့တဲလေပြီးကိုမီတေအီမတ်ကြည့်နေပါတယ် TV ကြည့်နေပါတယ် TV ကြည့်နေတာကိုဒီနေရာမှာအဓိကပြောချင်တာပေါ့နော်တကယ်လို့လားသမင်းစားနေတာကိုအဓိကပြောချင်နေဆိုရင်တဲလေပြီးကိုမီနာကာရကိုဟန်ကိုတာဘဲမတ်အဲ့လိုပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကရှင်ပွန်းကိုယောမီနာကာရရှင်ပွန်းဆိုတာတင်းစာယောမီနာကာရဖက်ရင်းနဲ့ကိုဟီကိုနိုမီမတ်ကော်ဖီကိုတောက်ပါတယ်။နောက်ပြီးဟာနာရှိနာကစကားပြောရင်းနဲ့ရှုကုတိုင်ကိုရှိနိုင်တဲ့ကူတာဆိုင်ရှုကုတိုင်အင်းစာကိုရှိနိုင်တဲ့မလုတ်ပါနဲ့ရှိမတ်ကလုတ်တယ်ရှိနိုင်တဲ့ဆိုတာမလုတ်နဲ့ကူတာဆိုင်မနော်မလုတ်ပါနဲ့တဲ့အဲ့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် verb ရင်းနဲ့ဆိုတဲ့အဓိပ္ပာယ်လေးကိုနားလည်မယ်လို့ထင်တယ်အဲ့ဆိုလို့ရှိရင်ဥပမာတစ်ခုခုလှုပ်ရင်းနဲ့နောက်တစ်ခုကိုလှုပ်တယ်လို့ပြောတဲ့အခါမှာတုံးတယ်ဥပမာအကြောင်းတက်ရင်းနဲ့အလုပ်လုပ်တယ်ပြီးလို့ရှိရင်သူကပေါ့နော်ဆရာမရဲ့စတင်တာကိုနားထောင်ရင်းနဲ့တိချလိုက်လုပ်နေတယ်အဲ့လိုမျိုးလေးပေါ့နော်ကိုကတခုခုကို verb ရင်းနဲ့တခုခုကိုလုပ်တယ်လို့ပြောချင်ရင်ဒီရဲ့နာဂါရာကိုသုံးလို့ရပါတယ်အဲ့တော့ကိုယ်ပိုင် sentence တွေကိုလည်းလုပ်ကြည့်ထားကြပါနော်နောက်တစ်ခုကတော့ vette imas velle ရှိတယ် vette imas ကိုတော့ vet နေတယ်ဆိုတဲ့အသုံးလေးလေးရှိရပေါ့ဥပမာဆိုထမင်းစားနေတယ်စကားပြောနေတယ်အဲ့လိုမျိုးလေးသုံးလို့ရတယ်လို့ဒီနေရာမှာကတော့ကိုယ့်ရဲ့အလေးအကျင့်လေးတွေကိုပြောတဲ့အခါလေးမှာသုံးတဲ့ vette imas ဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်နောက်တစ်မျိုးပေါ့နော်သုံးတဲ့ vet ကတော့ဒီမှာတိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ဖောင်ပြောင်းပြီးတော့သုံးပါမယ်ဥပမာကတော့ယာဆူမီနိုဟီနီတဲ့ကိုအန်နီအီတေအီမတ်ယာဆူမီနိုဟီပိရက်တေမှာကိုအန်ပန်းချံကိုအီတေအီမတ်တွားလေးရှိပါတယ်မိုင်းအစာအွန်ဒိုရှိတေအီမတ်မနက်တိုင်းအွန်ဒိုအကစားကိုလုံနေတယ်လုံလေးရှိပါတယ်ဟာဟာဝခါစေနိုတိုကီခိုနိုခုဆူရီကိုနွန်ဒေအီမတ်အမေကခါစေနိုတိုကီဖျားနာတဲ့အခါမှာနော်ခုဆူရီခိုနိုခုဆွီဒီဆေးကိုနွန်ဒေအီမတ်တောက်လေးရှိပါတယ်။ valley ရှိတဲ့ကိုယ့်ရဲ့အလေးကျင့်လေးတွေကိုပြောတဲ့အခါမှာတုံးတယ်။ဒီလိုမျိုးနေရာတွေမှာတုံးတဲ့ vette imas ကကျတော့ vet နေတယ်ဆိုတဲ့ဟာလေးနဲ့တုံးတာပေါ့နော်။ဒီလိုမျိုးကိုယ့်ရဲ့အလေးကျင့် habit လေးတွေကိုပြောချင်တဲ့အခါမှာ vette imas ကိုသုံးလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကျွန်တော်ကပိတ်ရက်တိုင်းပေါ့သူ short cam ပေါ့နော်ဒီစာကြည့်တိုင်းကိုသွားလေးရှိတယ်လို့ကျွန်တော်ကပေါ့နော်ဒီဈေးဝယ်တဲ့အခါမှာဒီရဲ့ super မှာပဲဝယ်လေးရှိတယ်လို့အများကြီးပဲပေါ့နော်ကိုယ့်ရဲ့ sentence လေးတွေကိုကိုတီးရဲ့စကားလုံးလေးတွေတုံးပြီးတော့လုပ်ကြည့်ကြပါလို့ပြောချင်တယ်အဲ့တော့ခါကြတော့အမြဲတမ်းမှာချင်တာကဒီ grammar တစ်ခုကိုတင်ပြတာတဲ့ကိုပိုင် sentence တွေကိုအမြဲတမ်းလုပ်ကြည့်ကြပါကိုပိုင် sentence လုံးမှသာကိုကဒီ grammar ကိုမှတ်မိမှာဖြစ်ပါတယ်အားကြောင့်ဘလို့မနော်စူးစမ်းပြီးတော့မြန်မာလိုလေးစဉ်းစားပြီးရင်ဂျပန်လိုလေးရေးကြည့်ကြပါဒီနှစ်ခုကအရန်လွယ်တယ်ပေါ့နော်ဒီနှစ်ခုကတော့ Vanna Kara နဲ့ဒီ vette imas ဆိုတဲ့ M4 grammar လေးဖြစ်ပါတယ်ဒီနေ့ရှင်းပြပေးသွားတဲ့ဒီ grammar လေးနှစ်ခုကိုနားလည်မယ်လို့မျှော်လင့်ပါတယ်เนาะဒီ grammar လေးနှစ်ခုရသွားရင်ဒီနေ့စဉ်သုံးပေါ့နော်စကားလုံးလေးတွေမှာလည်းပြောလို့ရသွားပြီပေါ့နော်ဥပမာတယောက်ကဂျပန်နေရတယောက်ကနင်းပိတ်ရက်တွေမှာဘာလုပ်လို့ရှိလဲလို့အဲ့လိုမျိုးမေးလာလို့ရှိရင်ဥပမာပေါ့နော်နန်နီယိုရှိတေးမတ်စကာဘာလုပ်လဲပေါ့နော်ယာဆူမီနိုဟီနီဝနန်နီယိုရှိတေးမတ်စကာပိရက်မှာဘာလုပ်လို့ရှိလဲဆိုရင်ယာဆူမီနိုဟီနီကိုအန်နီအတေးမတ်ပန်ချက်သွားလို့ရှိတယ်ဒါမှမဟုတ်အိမ်မှာပဲနေတယ်စာအုပ်ဖတ်လို့ရှိတယ်အဲ့လိုမျိုးတွေအများကြီးပဲပေါ့နော်ပြန်ဖြေလို့ရလာမှာပေါ့နော် sentence လေးတွေဒီတဲ့ imas လေးကိုသုံးပြီးတော့ပေါ့နော်အဲ့တော့ဒီရဲ့ grammar လေးကိုလည်းနားလည်သွားမယ်လို့မျှော်လင့်ပါတယ်အဲ့ဆိုရင်နောက်ထပ် grammar
ဗီဒီယိုလေးတွေနောက်ထပ်ဗီဒီယိုလေးတွေကြမှာထပ်တွေ့မယ်နော်ဆိုလို့ရှိရင်နောက်ဆုံးထိကြည့်ပြီးရတဲ့အတွက်ကြောင့်မလို့ကျေးဇူးများကြီးတင်ပါတယ်ကြာမာတာနေဘိုင်ဘိုင်